အားလုံးပဲမင်္ဂလာပါခင်ဗျာ SCD Power Solar နေပြီးတော့ကြိုဆိုပါရစေတိတ်မဆိုင်ကာလတစ်ခုမှာမြန်မာတို့ရဲ့နှစ်သက်တဲ့ channel ကိုကြည့်ကြမှာဆိုတော့ကျွန်တော်တို့ SCD Power Solar နေပြီးတော့နှစ်သက်ဦးအချိန်ကာလမရမှာဂျေမီနဲ့ဆက်လေးညာရေးအသုံးပြုဖို့အတွက်ကျွန်တော်တို့ရဲ့ product လေးတွေကိုအထူး promotion အနေနဲ့ဆေးချပေးထားပါတယ်ခင်ဗျာဒီဆက်လေးရဆိုရင်တော့အရင်တော့က3000ဝန်းကျင်မှာကြားသိမှာဖြစ်ပြီးတော့အခုဆိုရင်တော့ကျွန်တော်တက်စင်ကအားလုံး APC ကိုမှ24,000နဲ့ကြားသိမှာဖြစ်ပါတယ်ခင်ဗျာဒီ hybrid inverter ဆက်လေးမှာဆိုရင်တော့ကျွန်တော်တို့ 1.2 kW hybrid inverter တစ်လုံးပါဝင်ပါမယ်ဒါအပြင်ကျွန်တော်တို့ solar ဆိုရင်တော့990 watt solar တစ်ချက်ပါဝင်တယ်ပြီးတော့ battery ဆိုရင်တော့ 12 volt 100 ampere လိုက်ဖို့ battery တစ်လုံးပါဝင်မှာဖြစ်ပါတယ်ခင်ဗျာဒီ breaker လေးတွေဒီကျွန်တော် frame ဖို့ပါဖို့တက်စင်ကအားလုံး APC ကိုမှကျွန်တော်တို့ဒီဈေးနဲ့ကြားသိမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော် running အနေနဲ့ကတော့ဒီ inverter လေးရဆိုရင် 1 year ပါဝင်ပါတယ်ခင်ဗျာsolar ဆိုရင်တော့ကျွန်တော်12နှစ်ပါဝင်မှာဖြစ်ပါတယ်ဒီ hybrid inverter ဆက်လေးကိုအသုံးပြုမယ်ဆိုရင်တော့ကျွန်တော်တို့လုံဆိုင်အနေနဲ့ lighting အသုံးပြုလို့ရမယ်ကျွန်တော်တို့ပြီးတော့ပန်ကားတွေအသုံးပြုလို့ရမယ်အဲကိုလာအထိပါအသုံးပြုလို့ရမှာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုးအရန်တန်တဲ့ design promotion တွေနဲ့ဈေးရုံတွေကိုအထူးရထားပေးနေရမို့လို့နီးစပ်ရာ SCD ဆိုင်ခွဲတိုင်းမှာအများဆုံးလာရောက်ဝယ်ယူကြဖို့ဖိတ်ခေါ်ရင်းနဲ့နှစ်တကူအခါသားမရမှာရှင်လန်းချမ်းမြေ့ရပါစေကြောင်းကျွန်တော်တို့ SCD Power Solar မိသားစုကနေပြီးတော့စုမုံကောင်းတောင်းပေးရပါတယ်ခင်ဗျာ